နောက်ခုနပြောလို့ပေါ့ global player လို့ခေါ်တဲ့ MMC တွေပေါ့နော်အကြီး brand ကြီးတွေရဲ့ပတ်မှုတွေစခါရတယ်ကျွန်တော်တို့ကတော့ဒီချိန်မှာတော့ဗမာပြည်ကြိုက်တုံးပေါ့နော်လာပါစေတောက်လိုက်ဦးမယ်ဟဲ့စားလိုက်ဦးမယ်ဟဲ့ဆိုတဲ့စိတ်ပါတော့တဖြည်းဖြည်းကြတော့ဘာဖြစ်လဲဆိုတော့ local ဖြစ်တဲ့ပစ္စည်းတွေကတဖြည်းဖြည်းနဲ့ပါသွားမယ်ပျောက်သွားမယ်ဆိုတဲ့ဟာလေးစိုးရိမ်တာဖြစ်လာမယ်တခါနောက်ပိုင်း food chain တွေလာမှာတော့မှာပါ McDonald လိုဟာမျိုး KFC လိုဟာမျိုးလာမယ် fast food ရဲ့လွှမ်းမိုးမှုလည်းကျွန်တော်တို့ဒီ globalization မှာခံရတာရှိပါတယ်ဆိုတဲ့ချက်ကဘာဖြစ်သွားလဲဆိုတော့ချမ်းသာတဲ့လူကရင်းနှီးမြှုပ်နှံနိုင်တဲ့အခွင့်အရေးပိုရတဲ့ပိုပြီးချမ်းသာလာတယ်ဆင်းရဲတဲ့လူကဘာမှမလုပ်နိုင်တဲ့အတွက်ပိုပြီးတော့ဆင်းရဲသွားတယ်ဒီတစ်ချက်တော့ကျွန်တော်တို့တွေ့ရတယ်နောက်ဆိုတဲ့ချက်တဲ့ကောင်းတဲ့ချက်နဲ့လည်းတွဲရပါဆရာရဲ့ဒီ foreign culture နော်ကိုယ့်စီကိုနိုင်ငံသားလာလဲယဉ်ကျေးမှုကတစ်ခါတလေကိုယ့်ရဲ့ဒလိတို့ရဲ့ထုံးတဲ့မကိုက်ညီတဲ့ဟာလေးတွေတွေ့ရတယ်ဒါလေးတွေကပါတဲ့ခါမှာလောကအနေနဲ့ပြောရင်တော့တချို့ကိစ္စတွေကအောင်သေးအောင်တဲ့ကတောင်းကနေဖြစ်တဲ့ဟာလေးတွေလည်းရှိလာတာပေါ့နောက်တစ်ခုကလည်းရမ်းလွယ်သွားလဲလူတယောက်ကိုပုတ်ခတ်ခြင်းနဲ့ဆိုရင်ဒါအခုဆိုရင်မင်းသားမှာတက်ပြီးတော့တစ်ခုသာရေးချလိုက်အဲ့ဒီပေါ်မှာ comment ပေးတဲ့လူနဲ့ like ပေးတဲ့လူနဲ့ပဲဒီဟာကိုရှင်းရတာတလို့နော်ဆိုတော့အရန်လွယ်သွားတယ်လူတယောက်ကိုကောင်းတာပြောချင်တာဆိုးတာပြောချင်တော့အရန်လွယ်သွားတယ်ကိုယ်နိုင်ငံထဲတစ်ခုတည်းလုံးမထင်ပါနဲ့တစ်ကမ္ဘာလုံးမှာ globalization စလာပြီဆိုရင်တော့မြေကြီးနဲ့ပတ်သက်လို့မြေဈေးတက်တာတော့သူတို့ရဲ့အပင်ပင်လက္ခဏာထဲမှာစိုးကျတဲ့မှာပါပြီးသားဖြစ်နေတာတွေ့ရတယ်တစ်ခုပဲစိတ်ဝင်စားဖို့ကောင်းတာ globalization စဝင်လာရင်မပြေနာဘူးဆိုရင်ကျွန်တော်တို့ SME လို့ခေါ်တဲ့ small and medium enterprises ပေါ့နော်အသေးစားနဲ့အလတ်စားလုပ်ငန်းတွေတော့ရိုင်သွားတာတွေတွေ့ရတယ်နောက်ပြီးတော့ local company တွေကမပြင်ဆင်ထားဘူးဆိုရင်ပျောက်သွားတာလေကျွန်တော်တို့တွေ့ရတယ်နောက်အဲ့မှာလည်းဘာဖြစ်လဲဆိုတော့နောက်ဆုံးတစ်ခုက ethical responsibility of business ethic နော်တာဝန်ယူမှုကျင့်သိက္ခာနဲ့ပတ်သက်လို့ business လုပ်တဲ့ခါမှာသူ့ကိုယ်လုပ်သူလုပ်ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့တာဝန်ယူမှုဆိုတဲ့အပိုင်းလေးနည်းနည်းလေးလစ်ဟာတာကိုလည်းတွေ့ရတယ်ဒါကတော့အစိုးပဲနဲ့အကောင့်ပဲတစ်ခုကိုကျွန်တော်တို့မျှပြီးတော့တွေ့တာပါ globalization ပြောပြီးရင်မြန်မာပြည်မှာဘာတွေအပြောင်းလဲဖြစ်လာတယ်ဘာတွေဖြစ်ခဲ့လဲနော်ဆိုတော့ကျွန်တော်တို့မျက်လုံးလေးမိတ်ပြီးတော့2009ကိုပြန်သွားအောင်2008 2009ကကျွန်တော်တို့သတင်းစာတစ်ခုတည်းချင်းသတင်းစာဖတ်တယ်ကြော်ညာဖတ်တယ် Yellow Page YDG ကြည့်တယ်နော်အိမ်ကိုစာရင်းလာပို့တယ်အမဂယ်ဆိုးဖြစ်ခြင်းကျွန်တော်စီလာအိမ်ရဲ့ခြံဝါးလေးမှာချိန်သွားတယ်ဂယ်ဆိုးဖြစ်ခြင်းကျွန်တော်ပြောပါတော့ပြည့်ကျွန်တော်ပြောပါဆိုတဲ့ဟာတွေတစ်ခါတလေကြရင်ဒီ company တွေဖွဲ့စည်းတွေထုတ်တဲ့စာရိုက်ကလေးတွေဖတ်တယ်တယောက်နဲ့တယောက်လူသတင်းလူချင်းဆောင်နော်ပြောတယ်ဖေဘုတ်တွေကြည့်တယ် TV ကြော်ညာတွေကြည့်ပြီးတော့ပဲကျွန်တော်တို့ကဘာဖြစ်နေလဲဆိုတာသုံးသပ်လို့ရတယ်ဒီနေ့တည်းလည်းရှိပါသေးတယ်ဒီနေ့တည်းလည်းကျွန်တော်ကိုယ်တိုင်က channel ဖတ်တာကိုကျွန်တော် ebook ဖတ်တာတဲ့ဆိုင်ကျွန်တော်ပို့ကြိုက်တယ်ဒီနေ့ဒီခေတ်ကြီးမှာသတင်းရဖို့တဲ့ကိုပြောင်းလဲသွားပြီဘယ်နာမှမဆိုအချိန်နဲ့တပြေးညီသတင်းရနိုင်တယ်ဘယ်တော့များသွားလဲဆိုရင်ဒီနေ့ကဘာကြီးတစ်ခုလုံးမှာစိုက်တဲ့နေရာသတင်း email လား video လူမလားမြေပုံဖတ်မလား search engine ရှာမလားသတင်းကြည့်မလားဒါတွေအားလုံး online မှာလွယ်လွယ်ကူကူရတယ်စဉ်းစားကြည့်တော့ကျွန်တော်တို့2008 2009တုန်းကရှိခဲ့တဲ့အခြေအနေနဲ့ဒီနေ့ရှိခဲ့တဲ့အခြေအနေမှာကောလာဟာလာတစ်ခုဖြစ်လာပြီဟာဘယ်လိုဖြစ်တယ်ဘယ်ရလဲပေါ်လာတဲ့ internet မှာ Facebook မှာတော့ပါသေးတယ်တထုံမြင်သွားကြည့်ပါလားဆိုတော့ဒီရတယ်ကျွန်တော်တို့ကစပြီးတော့ source of news ဒီဘက်ကိုဖြစ်လာပြီဘယ် channel နဲ့မှပါလဲဆိုတဲ့ဟာဒုတိယအဆင့်ဖြစ်သွားတယ်နောက်ဆုံးဖတ်ပြီးသွားပြီဖတ်ကြည့်အဲ့ဒါဘယ် channel ကတင်ထားတဲ့ Facebook မှာရှိတယ်ဆိုတဲ့ဟာမျိုးကြီးစလာတယ်လူတွေကျွန်တော်တို့အချင်းချင်းပြောင်းလဲသွားပြီနော်ကျွန်တော်တို့ချင်းချင်းပြောင်းလဲသွားပြီစကားမဆက်ကျွန်တော်သတိရစရာပေါ့နော်ဒီအမှတ်ရစရာလေးတစ်ခုပြုံးမိစရာလေးတစ်ခုပြောချင်ပါတယ်ကျွန်တော်တို့ចောင်းသားဘွားပေါ့ကျွန်တော်ចောင်းသားဘွားတော့ကရေးစားရဲဆိုရင်ကျွန်တော်လမ်းထိပ်မှာရှိတဲ့ရေအိုးခွတ်ဆိုတောက်လိုက်တာပဲနော်ဒီနေ့ဒီမှာထိုင်တဲ့ပြိဿထဲမှာရေကိုလမ်းမေးရရေကိုတောက်ပါလို့ပြောကြည့်တောက်ပါမှာမတောက်တော့ဘူးခရီးသွားရင်ရေတံမှုထဲတဲ့အကျင့်ကိုဖြစ်သွားပြီစဉ်းစားကြည့်ရကိုကရေးစားရဲဆိုတော့ရေတောက်ရရင်ပြီးရောမဟုတ်ဘူးလားဘာဖြစ်လို့အိုးရရေကိုမတောက်ရဲပဲနဲ့ပလတ်စတစ်ဘူးရရေပဲတောက်ရဲတာလူတွေရဲ့ mindset lifestyle change ဖြစ်သွားကျွန်တော်တို့ကိုယ်တိုင်လည်းဒီချိန်မှာတောက်ပါဆိုရင်ရေတံမှုလေးမရဘူးလားစာမေးပါမှာเนาะဆိုတော့ဒီ step ကိုကျွန်တော်တို့ပြောချင်တယ်ဆိုတော့လူဟာလူပဲဆိုတဲ့ဟာတော့မှန်ပါတယ်ဒါလူဟာအမြဲတမ်းပြောင်းလဲတယ်ဆိုတဲ့ဟာလေးပါထပ်ပြီးတော့ဖြစ်ဆွရမယ်သဘောမှာရှိတယ်တခါဖုန်းเนาะကျွန်တော်တို့ဖုန်းအရင်တော့ဖုန်းဆိုတာကျွန်တော်တို့နံပါတ်နှိပ်လို့ရတယ်တယ်လီဖုန်းပြောအောင်ပဲဒါပဲမျိုးငါဆရာကိုကျွန်တော်ခေါ်မယ်ကျွန်တော်ဆရာကိုခေါ်ဒါပဲတယ်လီဖုန်းကเนาะနောက်ပါပေါ်လာတယ် message ဆိုတာပေါ်လာတယ်မနှိပ်တတ်ပါဘူးမလို့တတ်ပါဘူးဒါနဲ့ message ကိုဒီနေ့မနှိပ်တတ်ပါဘူးမလို့တတ်ပါဘူးပြောလို့မရတော့ဘူးเนาะတခါဒီခုလာနေတဲ့ smartphone တွေကြတော့
တယ်လီဖုန်းနဲ့မဟုတ်တော့ဘူးသူကဘာဖြစ်လဲဆိုတော့ communication device လို့ခေါ်တဲ့ဆက်သွယ်မှုဆိုင်ရာပစ္စည်းတစ်ခုကိုဖြစ်သွားပြီဒီဖုန်းကပဲလိုချင်တဲ့ဟာကို internet သွားပြီးတော့ search လုပ်လို့ရတယ်ကြိုက်တဲ့သချင်း download လုပ်ပြီးနားထောင်လို့ရတယ်ဟို site တွေမှာသွားလုပ်လို့ရတယ်ဗီဒီယို YouTube မှာလေ့လာလို့ရတယ်သတင်းရာသီဥတုနော်ခုနပြောတဲ့ SMS ပို့တာနောက်ပြီးတော့ SMS ဖတ်တာနောက် website နဲ့ပတ်သက်လို့လေ့လာတာကျန်တဲ့ application တွေရှိပြီအခုကျွန်တော်တို့ဆိုရင်ကိုယ့်ကိုယ်တော့ထားကြရင်ကိုထိန်းတယ်အခုဆိုရင်ကျွန်တော်တို့ generation မှာကဏ္ဍကိုလွတ်ခနဲပြောနိုင်တဲ့အင်အားရှိတဲ့လူနည်းသွားပြီကလေးတွေ generation မှာအရင်တော့ဆိုရင်90အမြောက်135ဆိုဘယ်လောက်လဲလို့မေးတဲ့ခါမှာကျွန်တော်တို့ကဘာလုပ်တယ်ဆိုအရင်ဆုံးဖုန်းကင်ပြီးတော့လဲဘာလို့လဲဆိုဖုန်းထဲမှာ calculator application ရှိတာ哦ဒါလေးနှိပ်ပြီးတော့အမှန်ဒီဟာအုံနောက်ကထွက်ရမှာနော်မထွက်တော့တဲ့ဟာဒီနေ့ဘာနေ့လဲလို့မေးရင်မမှတ်တော့ဘာလို့ဖုန်းထဲမှာရှိတော့ဖုန်းမှာခလုတ်နေဒီနေ့ဘာနေ့ရန်ကုန်ကဘယ်နေ့မိုးရွာပဲမိုးရွာမှာ29%ရှိတယ်ဆိုတော့